တမျိုးတည်းနဲ့ထမင်းမိန်စီမဲ့ဟင်းလေးကိုချက်ပြမှာပဲဖြစ်ပါတယ်ရှင်ဒီဟင်းလေးကတော့အာလူငချောက်ချက်လေးပဲဖြစ်ပါတယ်နော်မမကြီးဒီဟင်းလေးကိုတစ်ခါမှတော့မချက်ဘူးပါဘူးဟိုနေ့ကလေလိုင်းပေါ်မှာအမတယောက်ချက်ထားတာလေးပေါ့နော်စားကျင်စပွဲလေးဖြစ်နေရနဲ့မမကြီးလိုက်ပြီးတော့ချက်ကြည့်တာပါရှင်အရင်ဆုံးငချောက်လေးတွေကိုမမကြီးကြော်ထားလိုက်ပါမယ်ကြော်ပြီးပြီဆိုလို့ရှိရင်တော့ကျွတ်တုံအဖြူနေငြူသီးစိမ်အယောင်တင်မုတ်တို့ကိုရောပြီးတော့စီတက်လိုက်ပါမယ်ရှင်ပြီးရင်တော့အာလူလေးကိုထည့်ပြီးတော့ဘောနော်အာလူလေးဣသွားအောင်လို့တရေလေးတည်ပြီးလိုက်ပါမယ်ရှင်အာလူလေးကတရေဣသွားပြီဆိုလို့ရှိရင်တော့မမကြီးကခုနကြော်ထားတဲ့ငချောက်လေးကိုထည့်ပြီးတော့လုံးပေးလိုက်ပါမယ်ရှင်ကဲအာလူလေးတဲ့ကိုငချောက်လေးရောပြီးပြီဆိုလို့ရှိရင်တော့မမကြီးကရေလေးအနှဲငယ်ထည့်မယ်ထည့်ပြီးတော့အာလူရောငချောက်ကိုဣသွားစေဖို့အတွက်မမကြီးကအဖုံးလေးအုပ်ပြီးတော့ခဏတည်းထားပေးလိုက်ပါမယ်ရှင်အချိုငယ်ကတော့ကိုယ်စိတ်ကြိုက်ပြင်ဆင်ပါနော်ငချောက်ကငံမမဟုတ်လို့အငံလေးကိုတော့ရှော့ထည့်ထားပါတယ်ရှင်ကဲအာလူလေးတွေဣပြီဆိုလို့ရှိရင်တော့မမကြီးကမကြီးရေလေးကိုထည့်လိုက်မယ်ပြီးရင်ငြူသီးစိမ့်နဲ့နည်းနည်းမင်းလေးကိုအုပ်လိုက်ပါမယ်ရှင်ရေလေးအနှဲငယ်ကြံသေးရနဲ့ဘောနော်မမကြီးကထပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရေလေးလည်းခန်းသွားပြီးအာလူလေးတွေလုံးဝဣသွားပြီဆိုလို့ရှိရင်တော့အာလူငချောက်ချက်လေးရပါပြီရှင်ဒီဟင်းလေးကလေဟင်းတစ်မျိုးတည်းနဲ့ထမင်းတကယ်မိန်စေပါတယ်ရှင်